ကျွန်တော်တို့ဘယ်တရင်မှာပဲနေပေါ့နော်ဒါပေမဲ့ကျွန်တော်က AR သားပဲချိန်တန်ကျွန်တော် AR ကိုပြန်ပါကြိုက်တဲ့တရင်ဘယ်လိုတရင်ပဲနေချိန်တန်ကျွန်တော် AR ပြန်ပါ AR မှာလောက်ပြန်တော့မှာချိန်မတန်သေးလို့ကျွန်တော်ပြန်သေးတာဒါလည်းမဟုတ်ပါနော်ပြီးတော့ကိုညီပေးတဲ့လူတွေကိုပြောချင်တာဒီ AR ဆိုတာရှင်းပြောရပြကျွန်တော်တို့ AR မြန်မာနိုင်ငံရဲ့တသွေးကြောဘယ်လိုလဲကျွန်တော်စပက်စီးပေါ့ဒီကမှာစပက်စီးပေါ့ AR တို့ကကျွန်တော်တို့တိမ့်ထိုင်ပြီရပြီကျွန်တော်တော်လိုင်းရလားအများကြီးကောင်းပြီးတော့ဒီဘယ်လိုလဲထောက်ပံ့ပေးတဲ့လူတွေကိုဒီ campaign နဲ့ပတ်သက်ပြီးပြောချင်တာဒီ campaign ကတိုင်းစစ်ဌာနကတုံးမှာမဟုတ်ဘူးပြောပြီးသားဖြူပါလေးကနေပြီးတော့တစ်ဆင့်ဒီတရင်တက်ဖွဲ့တွေကိုအတီးတီးခွဲဝေပေးမှာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့တော်တယ်ဘယ်လိုပြောမလဲဒီရဲဘော်တွေကကျွန်တော်တော်ရေးကာလာ၄နှစ်ကျော်ပေါ့နော်၄နှစ်ကျော်9နှစ်တည်းရောက်နေပြီဆိုပေမဲ့အများနဲ့မပြည့်စုံဘူးညာတည်ရမှာပြီးတော့ကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲလောက်ကွက်တွေပါတယ်ရှိဘူးကျွန်တော်ကပြည်သူကပေးတာကိုပဲယူပြီးတော့တိုက်ပေးရတာချင်းပြောရင်ကျွန်တော်ကဒီမျိုးတော်လိုင်းရဲ့ဒီ PDF တွေပြီးတော့ UNG ဆိုရပါတော့အဲ့ဒီဟာတွေကဒီစကားစားနဲ့ပြည်သူရဲ့ဂျားထဲမှာကျွန်တော်ကတိုက်ပေးတဲ့ဘယ်လိုပြောမလဲအစေခံလို့ပေါ့ဗျာတည်ရမလားဘယ်လိုပြောရမလဲကျွန်တော်ပြောရလဲဒီမျိုးရွာကြပြည်သူနဲ့ဒီအင်ဘယ်လိုပြောဒီစစ်တပ်နဲ့ဒီမိုကရေစီချင်းကိုတိုက်မဲ့ဟာကိုကျွန်တော်တို့ကပြည်သူကိုထားပြီးတော့ကျွန်တော်တို့ကပြည်သူဘက်ကနေပြီးတော့ဝင်ပြီးတော့သူတို့ပေးတဲ့ဟာနဲ့ကျွန်တော်တို့ကတိုက်ပေးတဲ့အဖွဲ့အစည်းအဲ့တော့ကျွန်တော်တို့မှာပြည်သူပေးတဲ့ပတ်စံကလွယ်ပြီးကျွန်တော်တို့ကဘာမှမရှိဘူးဟုတ်တယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီကမ်ပိန်းတွေလုပ်ပြီးဆိုရင်တက်နိုင်တဲ့ပြည်သူတွေကဝန်းရံပေးရမယ်ဒီကမ်ပိန်းတစ်ခုလုပ်တယ်ဆိုတာဘယ်လို့မှအားရအလုံးရှုပ်ခံမလုပ်ဘူးကမ်ပိန်းတစ်ခုလုပ်တယ်ဆိုတာတအားလုံးရှုပ်တယ်လူမှလုံးရှုပ်ခံမလုပ်ဘူးလိုအပ်ချက်တွေကြီးမားမားရှိတာလို့လုပ်တာရဲဘော်ကြောက်လဲယူနီဖောင်းလိုအပ်တယ်ဖနက်လိုအပ်တယ်ဖနက်ဆိုတာလမ်းကောင်းကောင်းရှောင်းနိုင်ဖို့တော့ဖနက်ရှိမှရတာဖနက်လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာကားမရှိဘူးလုံမရှိဘူးဆိုင်ကယ်လုံမရှိဘူးပရိုက်ဆိုကားဝတ်တက်ပြီးတော့ဒိုးသွားလို့မရအောင်ကျွန်တော်လမ်းလျှောက် walking တီးတန်းရိုက်အဲ့တော့ဖနက်လိုတယ်ဖနက်ရှိမှလမ်းကောင်းကောင်းရှောင်းနိုင်ပါယူနီဖောင်းရှိမှကိုလူတဲတဲကိုပဲတီးနိုင်ပါကြီးကားအင်းကြီးကအိုးထုတ်ရှိမှ